confidence ရှိအောင်နေထိုင်နိုင်ဖို့အတွက်လောက်ရမယ်အချက်ကလေး6ချက်ကို review ပြပြပါမယ်ဆိုလူတယောက်က confidence ရှိမရှိဆိုတာကိုဘယ်သူပဲဆုံးဖြတ်လဲဆိုတော့ကိုပဲဆုံးဖြတ်ရတာပါကိုဒီ confidence ရှိလားမရှိဘူးလားဆိုတာကိုအသိဆုံးဖြစ်မှာပါဆိုတော့ confidence ရှိဖို့အတွက် review တို့ဖယ်ပြရမယ့်ဟာရှိရပြောင်းလဲပြရမယ့်ဟာရှိရဆိုတော့အဲ့ဒီထဲမှာတော့ပထမဆုံးချက်အနေနဲ့ဘာလို့ရမလဲဆိုတော့ review တို့ရဲ့ negative thoughts တွေကိုဖျောက်ပြရပါမယ်တို့ကကိစ္စအသစ်တစ်ခုလုပ်မယ်ဆိုလို့ရှိရင်ဟာငါဒါကြီးကိုမလုပ်နိုင်ဘယ်လိုလုပ်မလဲဆိုတော့ဒါဖြစ်ခဲ့ရင်ကောဆိုတော့အကျိုးဆက်တွေကိုတွေးနေမယ့်အစားပေါ့နော်တွေးထားတဲ့နဲ့ဒါပေမဲ့အဲ့အတွေးနဲ့ဒါကြီးဖြစ်မှာပါဆိုပြီးတော့ကိုကအဲ့လိုမျိုးတွေးထားဖို့မလိုအပ်ပါဘူးအဲ့လိုမျိုးတွေးထားခြင်းကကိုလုံးမဲ့ရနောက်နေစီသလိုကိုယ့် confident level ကိုကျဆစေပါတယ်ဆိုပထမအချက်ဘာမလုပ်ရဘူးလဲဆိုတော့ yes don't think negative ပေါ့နော် negative တွေလောကမတွေးပါနဲ့ဆိုဒါရပထမအချက်ဖြစ်ပါတယ် so Rio posture ကိုပြောင်းဖို့လိုပါတယ် posture ဆိုတာက Rio ရဲ့ကိုနေကိုထားပါဆိုတော့ကိုကဒီမတိရဲ့ပတ်ဝန်းကျင်တစ်ခုထဲရောက်သွားမယ်ဆိုလို့ရှိရင်ကိုကအဲ့အခန်းထဲမှာတက်နိုင်လာတော့ကိုက confidence ရှိနေဖို့လိုရယ် over confidence ပေါ့ဘူး confidence ရှိအောင်မယ်ကိုယုံကြည်မှုရှိနေဖို့လိုပါတယ်ဆိုလိုမျိုး confidence ရှိဖို့အတွက်ကို posture ကအရေးကြီးပါတယ်ဆိုလိုမျိုးပုံစံနဲ့လိုမျိုးကိုကြည့်သွားမယ်အစားပေါ့နော် real rap လို့လဲဆိုခါအောင်မတ်ထားပြီးရင်းမတီးအရင်လည်းမပြုံးတဲ့ပုံစံနဲ့ real room တစ်ခုတည်းကိုရှောက်သွားမယ်ဆိုလို့ရှိရင်ဒီရဲ့ posture ကကို confident ဖြစ်တဲ့ level ပေးပါတယ်ဆိုအဲ့ဒါကတော့ number 1အချက်ပါဆိုနောက်တစ်ချက်အနေနဲ့ real လိုက်နာမှာကတော့ real အနေနဲ့ပြောင်းလဲဖို့လိုတာတော့ real တို့အနေနဲ့ပွင့်လင်းလင်းပြောဆိုတတ်ခြင်း speak frankly ဖြစ်ပါတယ်ဆိုပွင့်လင်းလင်းပြောဆိုတတ်ခြင်းက confident ကိုဘယ်လိုပြောင်းလဲစေရလဲ confident ရှိစေရလဲဆိုတော့ကိုယ့်ရဲ့လိုအပ်ချက်တွေကိုသိချင်တဲ့အရာတွေကိုပြောချင်တဲ့အရာတွေကိုတိတိကျကျပို့ပြီးပြောလာနိုင်တယ်ပေါ့ so confident boost ဖြစ်ဖို့အတွက်ကကိုဒီ speak frankly မကြိုက်ဘူးဆိုရင် no don't be shy to say no အဲ့ဒါပြောဖို့လည်းမရှက်ပါနဲ့ real ဆိုလို့ရှိရင်အရန်ဟွာဖြစ်တဲ့လူကွာဒီလားရှက်ပြီးတော့လေအဲ့လိုမျိုးတစ်ခုပြောရပါဆိုအားနာတယ် hesitate ဖြစ်တယ်အဲ့လိုမျိုးလူထဲမှာပါတယ်။ညာကိုပြောင်းလဲဖို့အတွက်ဘာလို့ရလဲ real speak frankly ပွင့်လင်းလင်းပြောတဲ့ဟာကိုလေ့ကျင့်နေ trying to say no တစ်ခုမှာဆိုလို့ရှိရင်ကိုညင်းတက်လာအောင်စူးစမ်းရတယ်ဆိုလို့စူးစမ်းမှသာကိုယ်ဘာဖြစ်လာမလဲဆို confident ကို boost ပို့လုပ်နိုင်မှာဖြစ်ပါတယ်။ဆိုနောက်တစ်ခုကကြာ real တို့ confident အမြင်ရှိနေဖို့အတွက်ဆိုလို့ရှိရင်ကိုယ့်ရဲ့ mood ကိုအမြင် check လုပ်ရပါမယ်။ကိုယ့်ရဲ့ mood ကိုဖြစ်လာစေတာကိုယ့်ရဲ့ surrounding ပတ်ဝန်းကျင်နဲ့လည်းသက်ဆိုင်နေပေါ့ confidence boost ဖြစ်ဖို့ကကိုတီးဖို့လိုပါတယ်ကိုမတိဘဲနဲ့ confidence ကို boost လုပ်လို့မရပါဘူးဘာကြောင့်ကို judge လုပ်တယ် okay just take it as a compliment ဟုတ်ပြီနော်ကိုပေါ်မှာသူကဒီjudge လုပ်လိုက်တယ်ဆိုပေမဲ့ဒါဒီကို match တစ်ခုပဲလို့ကိုယူစားပြင်ကို self reflect လုပ်ကြည့်ငါလောက်နေရဒီလိုဖြစ်နေရဲ့လားပေါ့ so ကနေပြီးတော့မှ judge လုပ်တယ်နေဒါကြီးကပြောင်းရမှာဒီလိုမျိုးဆိုလို့ရှိရင်မဖြစ်ဘူး so no အဲ့လိုမျိုးအရာယူခိုင်းတာမဟုတ်ဘူးယူရမယ်ဆိုတော့ကိုပြောင်းလဲတင့်တယ်လို့ယူဆရတဲ့အကြောင်းအရာမျိုးကိုဆိုလို့ရှိရင်တော့ကိုက accept လုပ်ပါ accept လုပ်တဲ့အချိန်မှာလဲကိုက mentally physically နဲ့ခုလုံးသွားပြီးတော့မြုပ်နှံပြီးတော့ accept လုပ်ပါနဲ့ဒီလိုမျိုး accept လုပ်ခြင်းအပြင်ကိုဆွဲချတယ်လို့ဖြစ်သွားပါမယ်ကိုဒီကိုယ့်ရဲ့ပုံစံဖြစ်ဖို့အတွက်လူတွေလိုချင်တဲ့ပုံစံပြောင်းဖို့မလိုပါဘူးလူတွေအနေနဲ့ဘာကိုကြိုက်နေတတ်လောက်မလဲကိုအနေနဲ့ကရောဒီလူတွေနဲ့အဆင်ပြေအောင်ဘယ်လိုမျိုးပြောင်းလဲတဲ့လဲဆိုတာကို Rio ကသိရှိကြအပြင် Rio ကလူတွေနဲ့ပို့ပြီးတော့အဆင်ပြေလာပြီးတော့ဒါကကိုယ့်ရဲ့ confidence level ကိုmaintain လုပ်ပြီးကိုယ့်ရဲ့ mood ကိုလည်းထိန်းနိုင်မှာဖြစ်ပါတယ်။ So ရော Rio ပြောပြပေးရဲ့ချက်လေး6ချက်ကိုပြန်ပြီးတော့ပြောပြပေးပါမယ်။ So the first one ကတော့ negative thoughts တွေကိုဖျောက်ပါ negative thoughts တွေရှိနေတဲ့တွေကတော့ Rio တို့အနေနဲ့ဘယ်လိုပြောမလဲဆိုတော့ဒီ negative thoughts တွေကိုကိုက accept အရင်လောက်နေတဲ့တွေတော့ Rio ကဘာဖြစ်မလဲဆို confidence level ကျနိုင်ပါတယ်။ And number 2ကတော့ posture ကိုရဲ့ပုံပန်းတင်ပြင်ပေါ့နော်။ So ဒီရဲ့ပုံစံကလည်းကိုယ့်ရဲ့ confidence level ကိုပြောင်းလဲစေပါတယ်။ပြီးရဲ့အချိန်မှာ Rio တို့အနေနဲ့ Rio တို့ရဲ့ဒီ mood ပေါ့နော်။ mood တွေအရေးကြီးရဲ့ပြီးဆိုလို့ရှိရင်ပွင့်လင်းလင်းပြောဆိုတတ်တာတခုခုကိုမကြိုက်တာမျိုးဆိုလို့ရှိရင် say no ဆိုတဲ့စကားကိုပြောဖို့ဘယ်လိုပြောမလဲဝင်မလေးပါနဲ့ဆိုဒါပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်တစ်ချက်က Rio ခုနကပြောတဲ့ mood ထဲမှာဆိုလို့ရှိရင်ကိုအနေနဲ့တခြားသူတွေ judge လုပ်တဲ့ဟာဆိုလို့ရှိရင်ကိုက teacher စဉ်းစားရမယ် self reflect လုပ်ပေါ့နော် reflect လုပ်ပြီးတော့ဒါငါတကယ်ဖြစ်နေရလားဒီလိုမျိုးအရာကိုငါပြောင်းဖို့လိုသလားပေါ့ဆိုတချို့ဟာတွေကကြတဲ့ကွာသူကလက်ညွှန်းကြီးပါဆိုပြီးအဲ့လိုမျိုးပြောလိုက်တဲ့ဟာမျိုးဆိုရင်တော့ no we don't need to accept it ကွာနေတယ်လို့လည်းနေတော့တော့အောင်မြင်မှာမဟုတ်ဘူးဆိုလို့ရှိရင်လေ so we don't need to accept it right ဘာလို့လဲဆိုကိုယ့်ရဲ့ timing ကိုယ့်ရဲ့ plan တို့သိရမှာမဟုတ်ဘူးဆိုတော့ don't accept it and just make it yourself and then ဒီပုံစံနဲ့ကိုယ့်ရဲ့ confidence level ကိုရှာတွေ့နိုင်ကြပါစေလို့မျှော်လင့်ပါတယ်တတာ